Okay ကျွန်တော် day by အတွက်ကကျွန်တော်စားလုပ်ပြီးသွားပြီလုပ်ပြမှာအဲ့နေ recording မယူမိလိုက်လို့အဲ့ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်ထားလဲပဲရှင်းပြမယ်နော်ကျွန်တော်ဒီမြန်မာသားတွေရေးတဲ့အခါမှာကျွန်တော်ဒီ home တက်ကဖောင်းလို့မှရှိတယ်ကျွန်တော်ဒီဟာလေးတွေရွေးလို့ရတာပေါ့နော်ဒါလေးတွေရွေးလို့ရတယ်ကျတော့ကျွန်တော်တို့ကကိုရွေးချင်တဲ့ဟာအကုန်လုံး select မှန်မယ်ပေါ့နော် select မှန်ပြီးတော့ကျွန်တော်ဒီဝင်ပြောင်းပေါ့နော်မြန်မာသားဝင်ပြောင်းဖောင်းဆိုင်ဆက်လေးထားဒီထက်ဟာလေးတွေကိုအကုန်လုံးသူအနေနဲ့သူရေးရပါမယ်အဲ့ရကျွန်တော်တို့ဒီအတက်တွေပေါ့နော်ဝါဆွဲတို့ဒီငတ်တက်တို့ကျွန်တော်တို့ဒီဖောင်း home တက်မှာရှိ alignment group ပေါ့နော် alignment group မှာရှိဒီကောင်လေးဒီကောင်ဆို alignment ဒီကောင် middle align ဆိုတာအလဲအပေါ်ရောအောက်ရောအကုန်အလဲပေါ့နော်ဖေးရောအလဲဒီသူအကွက်လေးတွေအလဲထားရမယ်ပေါ့နော်ဒီကောင်လေးတွေကျစာ orientation ဆိုအလဲပြောင်းတာပေါ့နော်အဲ့ဒါလေးတွေနောက်ကျွန်တော်နောက်လည်းပြန်နောက်တင်ကန်းတာတခုကျရင်ရှင်းပြမှာပေါ့နော်ခုပြောချင်တာကတော့ဒီဒုတိယဆိုတာကျွန်တော်တို့တကယ်တော့ကျတော့ဒုတိယဆိုရင်ဒါတွေတစ်ချောင်းငင်2ဆိုပြီးရေးထားမှာပေါ့ပြောပြမယ်အဲ့လိုဒါတွေနှစ်ခုရေးမှာကျွန်တော်တို့အဲ့လိုဒုတိယဆိုပြီးအမှန်တိုင်းပေါ်မှာပေါ့နော်ဟိုမှာဒီမှာထားပါတော့ဒါတွေကိုဖြတ်လိုက်လို့ဒီဘက်ကိုပို့လိုက်တယ်ဆိုရင်မလို့လားဒါတွေအဲ့လိုဒုတိယဆိုရင်ပေါ်တော့ပေါ့နော်အဲ့ကျွန်တော်တို့ကဒီဟာလေးကိုရေးချင်တယ်ဆိုတော့ကျွန်တော်တို့ကဒါတွေနဲ့နှစ်ခုရေးရမှာပေါ့နော်ဒါတွေနှစ်ခုရေးမှရမှာပေါ့နော်အဲ့ဒါကျွန်တော်ဒီစာမရိုက်တတ်ဘူးဆိုရင်ဝင်Google ကနေရှာပြီးတော့ဝင်keyboard လောက်ကိုလေးရှာကြည့်လိုက်ပေါ့နော်အဲ့ဒါရတယ်အဲ့အနေကြည့်ပြီးရရပေါ့အဲ့ဒါကျွန်တော်ဒီဘောင်ကတ်တာတွေပါတယ်ကျွန်တော်ဒီအကုန်လုံးဒီဖောင်း home တက်မှာရှိတဲ့ဖောင်း group မှာကျွန်တော်တို့ဒါတွေရရင်တင်ကန်းတာတွေမှာပါပြီးတာပေါ့နော်ကျွန်တော်အဲ့ home တက်ကဒီ clipboard group ရဖောင်း group ရဒီ alignment group က alignment ဆိုဒီကောင်လေးကိုအလဲချိန်တာပါညာအကုန်အလဲချိန်တာတို့ဘေးကတ်တာတို့ဒီကောင်ဆိုရင်စာအောက်ရောက်အောင်လုပ်တာပေါ့နော်ဒီစာစင်အောက်လေးကိုရောက်သွားပြီဟောလာဆိုအလဲအကုန်ပြောင်းကျင်တဲ့ဟာကိုselect မှန်ပေါ့ဒီနဲ့တုံးလေးကိုဒီဘက်ကိုပတ်ချင်တယ်အဲ့လိုကတ်လို့ရပါဘောနော်အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်ဒီကောင်လေးတွေပေါ့ဒီကောင် orientation ဒီကောင် red ဒီကောင်လေးတွေကတော့ကျွန်တော်မနေ့ပြန်ကျရင်ကျွန်တော်နောက်တင်ကန်းတာတခုကျရင်ကျွန်တော်ရှင်းပြမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ကဒီဟာကိုရေးဖို့အတွက်ဆိုရင်ကျွန်တော်တို့ပုံမှန်တိုင်းပဲအေးစေအတိယူမယ်အတိယူပြီးတော့ဒီမှာစာလေးရလို့ချမှာပေါ့နော်ချပြီးတော့ file ကနေပြီးတော့ save back ကနေပြီးတော့ကျွန်တော်သွားမယ်ပေါ့နော်ကျွန်တော်လုပ်ပြရအောင်မလုပ်တော့ဘူးကျွန်တော်သုံးစေဖို့ save ပြရတော့ okay ဒီနေ့ကဒီလောက်ပဲနေ့မြကျကျွန်တော်home တက်မှာရှိ alignment group ကအကြောင်းလေးကိုကျွန်တော်ရှင်းပြမယ်ပေါ့နော်